အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောအလွန်တနာကျင်နာတော်မူသောအလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်ကျွန်ုပ်အစပြုပါသည်ဤသည်ခန္ဓာတစ်ခုပင်ဖြစ်သည်ငါရှင်မြတ်သည်ပင်ထိုခန္ဓာကိုချပေးတော်မူခဲ့သည်ထို့ပြင်ငါရှင်မြတ်သည်ပင်ထိုခန္ဓာကိုပြဋ္ဌာန်းတော်မူခဲ့သည်ထို့ပြင်ငါရှင်မြတ်သည်အသင်တို့တရားရကြရန်အတွက်ထိုခန္ဓာတွင်ထင်ရှားသောအာယတ်တော်များကိုချပေးတော်မူခဲ့သည်တရားမဝင်ကာမကျူးလွန်သောမိန်းမနှင့်တရားမဝင်ကာမကျူးလွန်သောယောက်ျားကိုအသင်တို့သည်သူတို့နှစ်ဦးထဲမှတဦးစီအားကျိန်တန်အချက်ပေါင်း100စီရိုက်ကြပါထို့ပြင်အကယ်၍အသင်တို့သည်အလ္လာဟ်ရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုယုံကြည်ကြလျင်သူတို့နှစ်ဦးအပေါ်တွင်တနာခြင်းသည်အသင်တို့အားအလ္လာဟ်ရှင်မြတ်၏အမိန့်ပညာကိုလိုက်နာရာတွင်လျော့နည်းခြင်းမရှိစေရပေထို့ပြင်သူတို့နှစ်ဦးအားပြစ်ဒဏ်ပေးခြင်းကိုအီမန်ယုံကြည်သည့်အုပ်စုတစ်စုသည်လာရောက်ကြည့်ရှုကြရမည်ဖြစ်သည်တရားမဝင်ကာမကျူးလွန်သောယောက်ျားသည်တရားမဝင်ကာမကျူးလွန်သောမိန်းမသို့မဟုတ်ရှရစ်ပြုလုပ်သောမိန်းမမှလွဲ၍အခြားမိန်းမများနှင့်ထိမ်းများခြင်းမရှိပေထို့ပြင်တရားမဝင်ကာမကျူးလွန်သည့်မိန်းမနှင့်လည်းတရားမဝင်ကာမကျူးလွန်သည့်ယောက်ျားသို့မဟုတ်ရှရစ်ပြုလုပ်သောယောက်ျားသာထိမ်းများသည်ထို့ပြင်ထိုတို့တရားမဝင်ကာမကျူးလွန်သည့်ယောက်ျားမိန်းမများနှင့်ထိမ်းများမှုသည်အီမန်ယုံကြည်သူယောက်ျားမိန်းမများအပေါ်တွင်ဟာရမ်ဟုတားမြစ်ထားပြီးဖြစ်သည်ထို့ပြင်အပြစ်ကင်းသည့်အမျိုးသမီးများအားတရားမဝင်ကာမကျူးလွန်သည်ဟုဆွဆွဲပြီးနောက်သက်သေ4ယောက်မတင်ပြနိုင်ခဲ့ကြသည့်သူများကိုအသင်တို့သည်ကျိန်တန်အချက်ပေါင်း80ရိုက်ကြပါထို့ပြင်အသင်တို့သည်မြည်သည့်အခါမျှသူတို့၏မြည်သည့်သက်သေခံချက်ကိုမျှလက်မခံကြနှင့်ထို့ပြင်သူတို့သည်စီကံဖောက်ဖျက်သည့်သူများဖြစ်ကြသည်တို့ရာတွင်အကျဉ်သူများသည်ထိုတို့ဆွဆွဲပြီးနောက်ဝန်ချတောင်းပန်ကြပြီးပြုပြင်နေခဲ့ကြသည်ဆိုလျှင်အမှန်စင်စစ်အလ္လာဟ်ရှင်မြတ်သည်အလွန်ခွင့်လွတ်တော်မူသောအရှင်အလွန်တနာကျင်နာတော်မူသောအရှင်ပင်ဖြစ်တော်မူသည်ထို့ပြင်မိမိတို့၏ဇနီးကျင်ရာများကိုတရားမဝင်ကာမကျူးလွန်သည်ဟုဆွဆွဲသူများသည်သူတို့တွင်သူတို့အပြင်အခြားသက်သေများမရှိကြလျင်ထိုဆွဆွဲသူထဲမှတဦးသည်အလ္လာဟ်ရှင်မြတ်အားတိုင်တဲ့ချိန်ဆို၍အမှန်စင်စစ်သူသည်မှန်ကန်သူဖြစ်ကြောင်း4ချိန်သက်သေထွက်ဆိုရမည်ထို့ပြင်ပစ္စမအကျဉ်တွင်အကယ်၍သူသည်လိမ်လည်သူဖြစ်ခဲ့လျင်သူ့အပေါ်တွင်အလ္လာဟ်ရှင်မြတ်၏လာနတ်ကျိန်စာကရုဏာတော်မှကင်းဝေးစေမှုသည်အမှန်ကြားရောက်ပါစေဟုဆိုရမည်ထို့ပြင်ဇနီးကျင်ရာသည်အလ္လာဟ်ရှင်မြတ်အားတိုင်တဲ့ကျိန်ဆို၍အမှန်စင်စစ်ထိုယောက်ျားသည်လိမ်လည်သူဖြစ်ကြောင်း4ချိန်သက်သေထွက်ဆိုခြင်းသည်ထိုဇနီးကျင်ရာမှပြစ်ဒဏ်ကိုဖယ်ရှားမည်ဖြစ်သည်ထို့ပြင်ပစ္စမအကျဉ်တွင်အကယ်၍ထိုယောက်ျားသည်မှန်ကန်သူဖြစ်ခဲ့လျင်သူမအပေါ်တွင်အလ္လာဟ်ရှင်မြတ်၏အမျက်တော်အမှန်ပင်ကြားရောက်ပါစေဟုထွက်ဆိုရမည်ဖြစ်သည်ထို့ပြင်အကယ်၍သာအသင်တို့အပေါ်တွင်အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်အရှင်မြတ်၏အသနာတော်သည်မရှိခဲ့လျင်အမှန်ကိုဖော်ထုတ်ပေးလိုက်မည်ဖြစ်သည်ထို့ပြင်အမှန်စင်စစ်အလ္လာဟ်ရှင်မြတ်သည်အမှားဝန်ခံမှုကိုအကြိမ်ကြိမ်လက်ခံခွင့်လွှတ်တော်မူသောအရှင်ပညာဉာဏ်အမျှော်အမြင်နှင့်အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည့်အတွက်အသင်တို့အားဝန်ချတောင်းပန်နိုင်အောင်အခွင့်အရေးပေးတော်မူခြင်းဖြစ်သည်အမှန်စင်စစ်မူသားဆွဆွဲချက်ကိုဖြန့်ချီခဲ့သည့်သူများသည်အသင်တို့ထဲမှအုပ်စုတစ်စုပင်ဖြစ်သည်အသင်တို့သည်အသင်တို့နှင့်ပတ်သက်၍ထိုလိမ်လည်ဆွဆွဲချက်ကိုဆိုးရွားသည်ဟုမယူဆကြနှင့်အမှန်စင်စစ်ထိုလိမ်လည်ဆွဆွဲချက်သည်အသင်တို့နှင့်ပတ်သက်၍ကောင်းသည်ထိုအုပ်စုထဲမှလူတိုင်းအတွက်သူရှာဖေးစည်းပူးခဲ့သောပြစ်မှုရှိသည်ထို့ပြင်သူတို့ထဲမှ၎င်းလိမ်လည်ဆွဆွဲမှု၏ကြီးကျယ်မှုကိုဥဆောင်ဖြန့်ချီခဲ့သည့်သူမှာသူ့အတွက်အလွန်ကြီးလေးသောပြစ်ဒဏ်ရှိသည်ထိုလိမ်လည်ဆွဆွဲမှုကိုအသင်တို့ကြားစဉ်ကမောအမင်ယုံကြည်သူယောက်ျားမောအမင်နာယုံကြည်သူမိန်းမများသည်သူတို့အချင်းချင်းနှင့်ပတ်သက်၍အဘဲကြောင့်ကောင်းမွန်သောထင်မြင်ချက်ကိုမထင်မြင်ခဲ့ကြသည်ထို့ပြင်၎င်းတို့ကဤသည်ထင်ရှားသောလိမ်လည်ဆွဆွဲမှုပင်ဖြစ်သည်ဟုအဘဲကြောင့်မပြောဆိုခဲ့ကြသည်ထိုလူတစုသည်အဘဲကြောင့်ထိုဆွဆွဲမှုနှင့်ပတ်သက်၍သက်သေ4ယောက်ကိုမတင်ပြခဲ့ကြသည်ထို့ပြင်သူတို့သည်သက်သေမတင်ပြခဲ့ကြသည့်အတွက်သူတို့ပင်အလ္လာဟ်ရှင်မြတ်ထံတော်တွင်လိမ်လည်သူများဖြစ်ကြသည်
ထို့ပြင်အကယ်၍သာအသင်တို့အပေါ်တွင်อัลลอฮ်အရှင်မြတ်၏ကျေးဇူးတော်နှင့်အရှင်မြတ်၏အသနာတော်သည်ဤဘဝနှင့်တမလွန်ဘဝတွင်မရှိခဲ့လျင်အသင်တို့နှင့်မွန်းနေခဲ့ကြသောကိစ္စနှင့်ပတ်သက်၍အသင်တို့တွင်အလွန်ကြီးလေးသည့်အပြစ်ဒဏ်သည်အမှန်ပင်ကြားရောက်ခဲ့ပြီးဖြစ်သည်တခါတွင်အသင်တို့သည်ထိုကိစ္စကိုအသင်တို့၏နှုတ်ရှာများနှင့်လက်ခံပြောဆိုနေခဲ့ကြသည်ထို့ပြင်အသင်တို့မသိသည့်အကြောင်းကိုအသင်တို့၏နှုတ်များနှင့်ပြောဆိုနေခဲ့ကြသည်ထို့ပြင်အသင်တို့သည်ထိုကိစ္စကိုပေါ်ဆစွာတာမန်ကိစ္စဟုထင်မှတ်နေကြသည်၎င်းပြင်အမှန်စင်စစ်ထိုကိစ္စသည်อัลลอฮ်အရှင်မြတ်ထံတော်တွင်အလွန်ကြီးလေးသောကိစ္စဖြစ်သည်ထို့ပြင်အသင်တို့သည်ထိုလိမ်လည်ဆွဆဲမှုကိုကြားခဲ့ကြသည့်အခါအရှင်မြတ်သည်တန်ပြန်စင်ကြယ်တော်မူပါသည်ကျွန်ုပ်တို့သည်ဤသည်ကိုပြောဆိုကြရန်မသင့်ပါဤသည်ကြီးကျယ်သောဆွဆဲပြောဆိုချက်ပင်ဖြစ်ပါသည်ဟုအဘဲကြောင့်မပြောဆိုခဲ့ကြသနည်းအကယ်၍အသင်တို့သည်မွန်အမင်ယုံကြည်သူများဖြစ်ကြလျင်အသင်တို့သည်ထိုသို့အပြစ်မျိုးကိုနောက်ထပ်မြည်သည့်အခါမှမပြုကြရန်อัลลอฮ်ရှင်မြတ်သည်အသင်တို့အားဆုံးမတော်မူသည်ထို့ပြင်อัลลอฮ်ရှင်မြတ်သည်အသင်တို့အတွက်အမိန့်ပညတ်တော်များကိုရှင်းလင်းစွာမိန့်ကြားတော်မူသည်ထို့ပြင်อัลลอฮ်ရှင်မြတ်သည်အရာအလုံးကိုအကျွမ်းမဲ့သိတော်မူသောအရှင်ပညာဉာဏ်အမြော်အမြင်နှင့်အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်အမှန်စင်စစ်အီမန်ယုံကြည်သူများထဲတွင်ညဉ့်ညမ်းသည့်စကားပြန့်ပွားသည်ကိုနှစ်သက်သည့်သူများအတွက်ဤဘဝနှင့်တမလွန်ဘဝတွင်သူတို့အတွက်နာကျင်ဖွယ်ပြစ်ဒဏ်ရှိမည်ထို့ပြင်อัลลอฮ်ရှင်မြတ်သည်သိရှိတော်မူသည်အသင်တို့ကမူမသိနားမလည်ကြပေထို့ပြင်အကယ်၍သာအသင်တို့အပေါ်တွင်อัลลอฮ်ရှင်မြတ်၏ကျေးဇူးတော်နှင့်အသနာတော်မရှိခဲ့လျင်အမှန်ပင်အသင်တို့အပေါ်တွင်ပြစ်ဒဏ်ကိုဆောလျင်စွာကြားရောက်စေတော်မူခဲ့မည်ဖြစ်သည်ထို့ပြင်အမှန်စင်စစ်อัลลอဟ်ရှင်မြတ်သည်အလွန်ကျင်နာတော်မူသောအရှင်အလွန်သနာကျင်နာတော်မူသောအရှင်ဖြစ်တော်မူသည်တို့ဖြစ်ရာအသင်တို့ကိုဝန်ချတောင်းပန်နိုင်ရန်အခြေအနေကိုဖန်တီးပေးတော်မူခဲ့ခြင်းဖြစ်သည်အိုအီမန်ယုံကြည်သူအပေါင်းတို့အသင်တို့သည်ရှိုက်သွား၏ခြေရာများနောက်ကိုမလိုက်ကြနှင့်ထို့ပြင်မည်သူမဆိုရှိုက်သွား၏ခြေရာများနောက်ကိုလိုက်ပါလျင်အမှန်စင်စစ်ထိုရှိုက်သွားသည်ရှက်เสียကိစ္စနှင့်မကောင်းမှုကိုသာလုပ်ရန်ညွှန်ကြားလိမ့်မည်ထို့ပြင်အကယ်၍သာအသင်တို့အပေါ်တွင်อัลลอဟ်ရှင်မြတ်၏ကျေးဇူးတော်နှင့်အရှင်မြတ်၏အသနာတော်မရှိခဲ့လျင်အသင်တို့ထဲတွင်မည်သူမျှမည်သည့်အခါမျှဝန်ချတောင်းပန်ပြီးစင်ကြယ်ခဲ့ကြမည်မဟုတ်ပေတို့ရာတွင်อัลลอဟ်ရှင်မြတ်သည်အရှင်မြတ်အလိုရှိတော်မူသောသူကိုဝန်ချတောင်းပန်ခွင့်ပြုတော်မူပြီးစင်ကြယ်စေတော်မူသည်ထို့ပြင်อัลลอဟ်ရှင်မြတ်သည်အကျွမ်းမဲ့ကြားတော်မူသောအရှင်အကျွမ်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်ထို့ပြင်အသင်တို့ထဲမှဂုဏ်တရေနှင့်ကြွယ်ဝချမ်းသာသည့်သူများသည်ဆွေမျိုးသားချင်းများနှင့်ဆင်းရဲသားများအပြင်อัลลอฮ်ရှင်မြတ်၏လမ်းတော်တွင်အိုးအိမ်ဆွန့်လွတ်ပြောင်းရွှေ့လာခဲ့ကြသောမူဟာဂျီရ်များအားပေးကမ်းတော်မည်မဟုတ်ဟု၍ကျိန်ဆိုခြင်းမပြုကြရပေထို့ပြင်သူတို့သည်ထိုသူများအားခွင့်လွှတ်သင့်သည်ထို့ပြင်သူတို့၏ချွတ်ချော်မှားယွင်းမှုကိုလျစ်လျူရှုသင့်သည်အသင်တို့သည်အသင်တို့အားอัลลอဟ်ရှင်မြတ်သည်အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသည်ကိုမနှစ်သက်ကြလေသလောထို့ပြင်อัลลอဟ်ရှင်မြတ်သည်လွန်ငင်းချမ်းသာခွင့်အလွန်ပေးတော်မူသောအရှင်အလွန်တနာကျင်နာတော်မူသောအရှင်ဖြစ်တော်မူသည်အမှန်စင်စစ်ကာမဂုဏ်ကိုချုပ်တီးသောယောသားဖြောင်းမတ်၍သတိမမူဘဲမိမိလျော့လျော့နေရသောမောမင်နာအမျိုးသမီးများကိုဆွဆွဲသူများသည်ဤဘဝတွင်သာမကတမလွန်ဘဝတွင်လည်းကရုဏာတော်မှကင်းဝေးစေခြင်းခံစားရမည်ဖြစ်သည်ထို့ပြင်သူတို့အတွက်ကြီးလေးသောပြစ်ဒဏ်လည်းရှိမည်ထိုနေ့တွင်သူတို့၏နှုတ်ရှာများသူတို့၏လက်များနှင့်သူတို့၏ခြေတော်များသည်သူတို့နှင့်ဆန့်ကျင်ပြီးသူတို့ပြုကျင့်ခဲ့သည်များကိုသက်သေခံကြမည်ထိုနေ့တွင်อัลลอဟ်ရှင်မြတ်သည်၎င်းတို့အား၎င်းတို့နှင့်ထိုက်တန်သောအစားကိုပြည့်ဝစွာပေးတော်မူမည်ဖြစ်သည်ထို့ပြင်အမှန်စင်စစ်อัลลอဟ်ရှင်မြတ်သည်တိကျမှန်ကန်စွာစီရင်ဆုံးဖြတ်တော်မူသောအရှင်ထင်ရှားစေတော်မူသောအရှင်ဖြစ်တော်မူသည်ကိုသူတို့သိရှိကြလိမ့်မည်မကောင်းသည့်မိန်းမများသည်မကောင်းသည့်ယောက်ျားများနှင့်သာထိုက်တန်ကြသည်ထို့ပြင်မကောင်းသည့်ယောက်ျားများသည်လည်းမကောင်းသည့်မိန်းမများနှင့်သာထိုက်တန်ကြသည်
ထို့ပြင်ကောင်းသည့်မိန်းမများသည်ကောင်းသည့်ယောက်ျားများနှင့်ထိုက်တန်ကြသည်ထို့ပြင်ကောင်းသည့်ယောက်ျားများသည်ကောင်းသည့်မိန်းမများနှင့်ထိုက်တန်ကြသည်၎င်းကောင်းသောယောက်ျားနှင့်မိန်းမတို့သည်မတရားဆွဆွဲသူတို့၏ပြောဆိုဆွဆွဲမှုများမှကင်းရှင်းသူများပင်ဖြစ်ကြသည်ထိုသူများအတွက်လွန်ငင်းချမ်းသာခွင့်နှင့်မွန်မြတ်သောစားနပ်ရိက္ခာရှိပေသည်အိုဤမန်ယုံကြည်သူအပေါင်းတို့အသင်တို့သည်အသင်တို့အိမ်မှလွဲ၍အခြားအိမ်များထဲသို့ထိုအိမ်များ၏အိမ်သူအိမ်သားများထံမှခွင့်ပြုချက်ရယူပြီးအိမ်သူအိမ်သားများအပေါ်ဆလံမေတ္တာပို့တာခြင်းမပြုသမျှဝင်ရောက်ခြင်းမပြုကြနှင့်၎င်းသည်အသင်တို့အတွက်သတိပြုကြရန်အကောင်းဆုံးပင်ဖြစ်သည်ထို့နောက်အကယ်၍အသင်တို့သည်ထိုအိမ်များတွင်တဦးမျှမတွေ့ခဲ့ကြလျင်အသင်တို့သည်အသင်တို့အတွက်အခွင့်မရရှိသမျှထိုအိမ်များထဲသို့မဝင်ကြနှင့်ထို့ပြင်အကယ်၍အသင်တို့ကိုပြန်ကြရန်ပြောဆိုခဲ့လျင်အသင်တို့သည်ပြန်ခဲ့ကြပါထိုရာသည်အသင်တို့အတွက်အစဉ်ကျယ်ဆုံးဖြစ်သည်ထို့ပြင်အောက်လာရှင်မြတ်သည်အသင်တို့ပြုလုပ်သမျှကိုအကျွမ်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်အသင်တို့သည်လူမနေသည့်အကျဉ်အိမ်များတွင်ဝင်ရောက်ခဲ့လျင်အသင်တို့တွင်မြည်သည့်အပြစ်များမရှိပေထိုအိမ်များတွင်အသင်တို့အတွက်အကျိုးခံစား၍ရသောပစ္စည်းတစ်စုံတရာရှိသည်ထို့ပြင်အောက်လာရှင်မြတ်သည်အသင်တို့ထင်ရှားစေသည့်ကိစ္စများနှင့်အသင်တို့လျှို့ဝှက်ကြသောကိစ္စများကိုသိရှိတော်မူသည်ဩတမန်တော်အသင်သည်မောအမင်ယုံကြည်သူများကိုသူတို့၏မျက်စိများကိုနှိမ့်ချထားရန်နှင့်သူတို့၏အရှက်အင်္ဂါများကိုထိမ့်သိမ်းကြရန်ပြောကြပါ၎င်းသည်သူတို့အတွက်အစဉ်ကျယ်ဆုံးပင်ဖြစ်သည်အမှန်စင်စစ်အောက်လာရှင်မြတ်သည်သူတို့ပြုလုပ်သမျှကိုအကျွမ်းမဲ့ကြားသိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူသည်